အားလုံးပဲမင်္ဂလာပါအခုဆက်လက်ပြီးတော့ကိုတင်းကျန်ကရက်ဆွဲတာကိုဆက်လက်ဆွေးနွေးပြောကြားသွားမှာဖြစ်ပါတယ်အဲ့တော့ကိုတင်းကျန်ကရက်ရဲ့ general form နော် y is equal to a cotangent b time x minus 8 plus k နော်ကျွန်တော်တို့ဆရာတို့ test book မှာဆိုရင်တော့ဒီ tangent တို့ cotangent တို့ဟာဒီလို horizontal translation vertical translation တွေမှာပါပဲနဲ့နော် tangent ဆိုလဲ a tangent bh cotangent ဆိုလဲ a cotangent bh လောက်ပဲပါတာပါအဲ့တော့ဒီ abh ကတန်ဖိုးတွေထည့်လိုက်ရင်ဆရာတို့ရပြီအဲ့တော့ဆရာတို့အရင်ဗီဒီယိုမှာနော် tangent ကရက်ဆွဲတာကိုပြောခဲ့ပြီအဲ့တော့ tangent နဲ့ cotangent ရဲ့ဆက်သွယ်ချက်လေးဆရာတို့သိထားနော်အဲ့တော့ cotangent h ဆိုတာအဲ့တော့ cotangent နဲ့ tangent ရဲ့ဆက်သွယ်ချက်ပေါ့နော်အဲ့ဒါ cotangent h is equal to tangent pi over 2 minus x လို့ဆရာတို့နော်ဒီလိုမျိုးသိထားအဲ့ဒါကြတော့ဆရာတို့ကအခုဒီ tangent ကရက်ဆွဲတတ်ပြီဆိုရင် transformation အရာဆရာတို့နော်ပြောမယ်ဆိုရင်နော်နော် transformation အရာပြောမယ်ဆိုရင်ပထမဆုံးဆရာတို့ကဘာလို့tangent negative x ပေါ့နော်ခုလို့သွားမယ်ပြီးရင်ဒီမှာသူ့ရဲ့ horizontal translation နော်ဆက်သွားလိုက်ရင်ဒါအကျမ်းပေါ့နော်ဒီလိုမျိုးလေးသိထားဖို့အတွက်pi over 2 negative 8အဲ့ဒါကြတော့ဆရာတို့ကအခုဒီမှာအရင်က tangent ကရက်ဆွဲခဲ့တယ်ဆိုရင်ဟုတ်လားနော်ဟုတ်လား point ဒီလို9ခုချခဲ့ရတယ်ပေါ့နော်ဟုတ်လား3နော်4 5 6ခွန်အဲ့တော့ဒါကဒါ center point နော်အဲ့ဒီကနေစမှာအဲ့ဒါဆိုရင်ခုဒါတွေဟာနော်assemble တွေပေါ့ဆရာတို့ tangent ကရက်မှာဆရာတို့သိခဲ့ပြီးသားနော် tangent ကရက်မှာသိခဲ့ပြီးသားအဲ့တော့ခက်ကြမ်းကြမ်းလေးပေါ့နော်အဲ့တော့ tangent 8ဆိုရင်ဒီမှာ pi over 41ပေါ့နော်အဲ့လိုမျိုးဆရာတို့ရတာဖြစ်တဲ့အတွက်ခုလိုမျိုးလေးဖြစ်သွားမယ်အဲ့ဒါဆိုရင် tangent negative x ဆိုရင်ဆရာတို့ကခုလိုမျိုးဖြစ်လာသူ့ကိုဒီလိုမျိုးဖြစ်သွားမှာနော်အဲ့ဒါကြီးအဲ့ဒီအခါကျတော့ tangent ဒီမှာ pi over 2 negative x ဆိုတဲ့အတွက် horizontal translation ကနော် pi over 2ဖြစ်သွားတယ်အဲ့ဒါဆိုရင်ဆရာတို့ဟာဒီညာဘက်ကိုဒီ pi over 2ရွှေ့လိုက်တာပေါ့အဲ့တော့ဆရာတို့ရဲ့ tangent ကရက်ဟာနော်ခုဒီမှာဆရာပြပါမယ်နော်sorry cotangent ကရက်ကဘယ်လိုဖြစ်သွားမှာလဲဆိုရင်ဒီတိုင်းလေးဒီဘက်ကိုရွေ့လာမှာဒီလိုမျိုးလေးရွေ့လာနော်အဲ့လိုရွေ့လာတဲ့အခါမှာဆရာတို့ကဒီမှာဒါကဘာဖြစ်သွားမလို့asymptote ဖြစ်သွားမယ်အဲ့တော့ထိုနည်းတူပဲဒီဘက်ကလည်းဒါ asymptote ဖြစ်သွားမယ်နော်အဲ့တော့ဒီမှာလည်းပဲဒါတစ်ခုကြော်ဒီပေါ့နော်အဲ့လို asymptote ဖြစ်သွားမယ်ဒီလိုမျိုးဖြစ်သွားမှာနော်ဒါကို tangent ကိုသိရင်ကို tangent ဆွဲလို့ရတယ်ဆိုတာကိုဆရာကနော်နမူနာပြောတာအဲ့ဒီအခါကျတော့ဆရာတို့ကဒီကို tangent မှာဆိုရင်လေဂရက်ဟာနော်point မှတ်တဲ့အခါမှာ point ကိုခုနလိုပဲ9 point ပဲဆရာတို့မှတ်မှာနော်9 point ပဲမှတ်မှာအဲ့တော့ခဏလေးဒီအောင်နော်ဒါဆရာတို့အရင် tangent ကရက်ဆွဲခဲ့တာပေါ့နော်အဲ့လို tangent ကရက်ဆွဲတတ်တယ်ဆွဲခဲ့တယ်ဆိုရင်ဆရာတို့ကခုလိုမျိုး9 point ဆွဲလိုက်နော်အဲ့လိုမျိုးခုလိုမျိုး9 point ဆွဲလိုက်မှာအဲ့တော့ညာဘက်ကိုဆရာတို့ကတက်မှတ်ရွှေ့လိုက်တာပေါ့ဘယ်လိုလုပ်လိုက်မလို့ဆိုအဲ့ဒီက tangent မှာတော့ခုလိုမျိုးဆရာတို့9 point ဆွဲတတ်ခဲ့ပြီဆိုရင်နော်ဟောလိုမျိုးဒီဘယ်ဘက် point ကိုဆရာတို့ဖယ်လိုက်နော်ဒီဘယ်ဘက်ဆုံး point ကိုဖယ်မယ်သူ့ကိုဘယ်ပို့မလို့ဟောဒီကနော်ညာဘက်ကိုဆရာတို့ဒီလိုတက်မှတ်တိုးပြီးတော့ရွှေ့လိုက်မယ်အဲ့ဒီကတက်မှတ်ဟာဘယ်လိုဖြစ်မလို့နော်ဒီအကွာအဝေးကသူက period ကွာတာဖြစ်တဲ့အတွက် period ဟာ pi over b ဆိုရင်သူ့ကိုဆရာတို့ pi over b ဒါပေါင်းလိုက် pi over b ပေါင်းလိုက်ရင်2 pi over b လို့ဒီလိုမျိုးဖြစ်သွားမှာဒီမှာ8 plus 2 pi over b လို့ဒီလိုမျိုးဖြစ်သွားနော်ဒီ point ကိုဖြုတ်ပြီးတော့ညာဘက်ကိုပို့လိုက်တယ်1 2 3 4 5 6 9 point အဲ့ဒါဆိုရင်ဒီ point နေရာဘာဖြစ်သွားမလဲဆိုရင်ဒါတွေက asymptote ဖြစ်သွားမှာနော်ဒါ tangent နဲ့ရှင်ပြီးတော့ပြောတာနော်အဲ့တော့ဆရာတို့ကဒါအလွယ်ပြောရရင်
ဟုတ်လားတင်းကျင်းတော့လို့ဒီလို point တွေချတတ်ပြီဆိုရင်ဘယ်ဆုံး point ကိုဖြုတ်ညာဘက်မှာတမတ်တိုးနော်အဲ့လိုတမတ်တိုးတယ်ဆိုရင်ဒီလိုမျိုးဟုတ်လားတခုတွေဟာဒါတွေဟာ period တွေပဲနော် period กว่าတယ်အမှတ်ဒါဆိုလဲ period กว่าတာပဲနော်အဲ့လိုမျိုးတွေတမတ်ကြော်တွေဟာဒါ period သူတို့ရဲ့နော်ခြာနာခြင်းဟာ period ရှိတယ်ဆိုတာကိုဆရာတို့သိရမယ်နော်ကဲတော့ဆရာတို့ခုနော်ဒီသဘောတရားလေးနားလည်သွားပြီဆိုရင်ဆရာတို့နော်ခုကိုတင်းချင်းခရက်ကိုဆရာတို့ဆွဲတော့မယ်နော်ကိုတင်းချင်းခရက်ကိုဆွဲတော့မယ်ဟောအဲ့တော့ a ကိုတင်းချင်း b x - 8နော်ဆရာတို့တင်းချင်းတော့လို့ပဲဆရာတို့ဘာတွေရှာလိုက်တော့ဟော period ရှာလိုက်တယ်တင်းချင်းကိုတင်းချင်းဆိုရင် original period ကပိုင်းအဲ့တော့ဒီမှာ horizontal scaling နဲ့စအဲ့ period ဟာအခုဒီအတွက် period ဟာ pi over b လို့ရမယ်။ midline ဒါ y is equal to k ပဲ midline ယူတာတော့ sin cosine tangent ဒါတွေကအကုန်လုံးအတူတူပဲเนาะအဲ့တော့ဆရာတို့ tangent မှာတော့ center point လို့ဒီမှာမှတ်ခဲ့တယ်လို့အဲ့ဒါ center point မှတ်တယ်အဲ့တော့ဒီမှာဆိုရင်ဆရာတို့က point 9 point လို့เนาะsin cosine မှာ5 key point လို့သုံးတယ်လို့ဒီမှာဆိုရင်7 key point လို့ဆရာတို့သုံးလိုက်တယ်เนาะအဲ့တော့ကြတော့ဆရာတို့အခုဒီမှာဘာလို့တော့mid line เนาะ mid line ဆွဲတယ်เนาะနာမည်ပေးထားမယ်အဲ့ဒါ y is equal to k ဒါ mid line เนาะကဲဟုတ်ပြီအဲ့တော့ဆရာတို့ကဒီမှာ center point hk လို့နာမည်မှတ်မယ်เนาะသူ h လို့ပြီးတယ်အဲ့တော့တ point ရသွားပြီเนาะhk เนาะ center point ရသွားပြီเนาะအဲ့တော့ကြတော့အဲ့ဒီက center point ကနေပြီးတော့ဆရာတို့က pi over b ပေါင်းပြီးတော့မှတ်လိုက်တယ်ဟုတ်လားနော်သူ့ရဲ့ point ကနော်8 plus pi over bk ဒါတွေကသိခဲ့ပြီးသားနော်ဒါတွေကသိခဲ့ပြီးသားနော်နောက်တစ်ခါဘယ်ဘက်မှာမှတ်လိုက်တယ်နော်သူ့ရဲ့ point နော်ဒါတွေကဆရာတို့က midline intersect လို့ခေါ်တယ်နော် point တွေကိုမှတ်လိုက်တာအဲ့တော့ကျန်တာတွေကဆရာတို့ကကျန်တဲ့ point တွေကခုနလိုပဲဒီကြားထဲက point တွေလိုချင်ရင်ဆရာတို့ကဒီပေးထားတဲ့ဒီရထားတဲ့ point တစ်ခုကိုပေါင်းเนาะနှစ်နဲ့စားပြီးတော့ဆရာတို့ထည့်သွားတာအခုလိုမျိုးအဲ့တော့ဂျားထဲမှာထည့်လိုက်ပြီးเนาะနှစ်နဲ့စားထည့်လိုက်တာ8 plus pi over 2b เนาะပေါင်းပြီးတော့နှစ်နဲ့စားလိုက်တာเนาะအဲ့တော့ခုဒီမှာလည်းပဲထည့်လိုက်ပြီး8 plus pi over 2b k ပေါ့เนาะ7 key point နောက်တစ် point ထပ်မှတ်တယ်အဲ့ဒါဆိုရင်ဒီ point နှစ်ခုရဲ့ခုဒီတန်ဖိုးနှစ်ခုကိုပေါင်းနှစ်နဲ့စားလိုက်ရင်သူ့ရဲ့ h coordinate ရမယ်နော်h minus pi over 2b နော်အဲ့ဒါဒီမှာလည်းပဲရပြီခုအားလုံးပေါင်းဒါတို့1 2 3 4 5နော်5 point ရှိသွားပြီအဲ့တော့ဆရာတို့ကအခုဒီမှာအရင်အားလိုပဲဒီမှာညာဘက်ကိုတမတ်မှတ်တယ်အဲ့တော့သူ့ကိုဒါ pi over ပြီးပေါင်းပါပဲနော်သူ့ကို pi over ပြီးပေါင်းပါနော်ဒါဆိုရင်သူက8 plus 3 pi over 2b လို့ရနော်8 plus 3 pi over 2b ဒီမှာမှတ်တယ်အလုံးပေါင်း1 2 3 4 5 6ခုရှိသွားပြီအဲ့တော့ tangent ဆိုရင်တော့ဒီဘယ်ဘက်ကိုမှတ်ရမှာပေါ့အဲ့တော့ကို tangent ကြတော့အဲ့ဒီကဘယ်ဘက်ကိုမှတ်တော့ပဲနဲ့ဒီဘက်ကိုဆရာတို့ကညာဘက်ကိုဆက်ပြီးတော့မှတ်ထားနော်ညာဘက်ကိုဆက်ပြီးတော့မှတ်လိုက်တယ်နော်အဲ့တော့ကြတော့ဒီမှာသူ့ရဲ့ coordinate က8 plus 2 pi over b ဒီလိုတစ် point ကျော်တွေက period ကွာတာဆိုတော့ pi over b ပေါင်းထည့်လိုက်တာနော်ခုလိုမျိုးဆရာတို့ရမယ်နော်အဲ့တော့ဒီမှာလည်းအလုံးပေါင်း7 key point ရသွားပြီအဲ့ဒါဆိုရင်ဆရာတို့ကခုသူ့မှာကြတော့1 2 3 4 5 6ခွန်ဆိုရင်ဒါ mid point အဲ့တော့ mid point ရဲ့ဘေးကနေစပြီးတော့ဆရာတို့ကအစံတုပ်တွေလာမယ်ဒါတွေကခုဒီ8 plus နော် pi over 2b ကဘာဖြစ်သွားမှာလဲဆိုရင်ဆရာတို့ midline intercept ဖြစ်သွားမှာနော်အခုဒီမှာ midline intercept ပြီးဆရာတို့မှတ်တာနော်နော်8 plus pi over 2b plus k နောက်တစ်ခုက8 plus 3 pi over 2b plus k ဟာ midline intercept ဒီနော်ဒါတွေကဒါနော် midline intercept နော်တစ်ခုကျော် midline intercept တစ်ခုကျော် midline intercept နော်အဲ့ဒါဆိုရင်ကျန်တာတွေကဘာတွေတော့နော် asymptote တွေဖြစ်မှာh minus pi over bk နော်သူက asymptote နော် asymptote ကဲဟုတ်ပြီအဲ့တော့ကျန်တာတွေဒီမှာလဲ asymptote တွေနော်
နော် asymptote တွေနော်ဒီက h asymptote နောက်တစ်ခါဒီဘက်က h plus pi over b နော်အဲ့ဒါ asymptote နော်နောက်တစ်ခါဒီဘက်က h plus 2 pi over b နော်အဲ့ဒါတွေဟာဒါဆရာတို့နော် asymptote တွေဆရာတို့ဖြစ်မှာကဲဟုတ်ပြီအဲ့တော့ asymptote ဆိုတော့ဆရာတို့ asymptote line တွေဆွဲမယ်ဟောအဲ့ဒါ asymptote နော်အဲ့တော့ရှိဆွဲရမလို့ပါဘူးဖြတ်ဆွဲရရတယ်နော်ဆရာတော့အခုဒီမှာနော်ဗီဒီယိုလောက်ရတာမြန်အောင်ဆွဲတာဒီမှာ asymptote တွေခုဆရာထည့်နေပြီနော် asymptote တွေခုအဲ့တော့ဒီကြားထဲမှာဆရာတို့ကနော် cotangent graph တွေဆရာတို့ဆွဲရမှာနော်အဲ့ဒီမှာဆရာတို့ကဒီဖြတ်မှတ်တွေသိအောင်လို့နော် graph ဆွဲဖို့အတွက်နော်အမှတ်တွေသိအောင်လို့ဆရာတို့ကအခုဒီမှာဗာမှတ်လဲဆိုရင်ဒီအလဲကောင်အစဆွဲမယ်ဆိုရင်သူ့ရဲ့ကြားထဲကတဝက်ပေါ့နော်ဒီ 8 plus pi over 2b နဲ့8 plus pi over b ရဲ့တဝက်နော်တို့နှစ်ခုပေါင်းနော်နှစ်နဲ့စားပြီးတော့ဆရာတို့ဆွဲလိုက်မှာအဲ့ဒါနဲ့နော်ဆွဲဖို့အတွက်ဒီအပေါ်မှာဘယ်မှာဆုံးလဲဆိုတာသိဖို့အတွက်တနည်းအားဖြင့်ပြောရင်ဒါ mid line ဆရာတို့ဆွဲလိုက် mid line နော် mid line နော် mid line ဆွဲမှာနော် sorry mid line နဲ့ upper line ဆွဲမှာနော် upper line နော်အဲ့တော့ဒီ upper line ရဲ့နော် coordinate ကနော် upper line ရဲ့တန်ဖိုးကဆရာတို့ကဘယ်လိုပဲအရင်တော့ maximum minimum ရှာတယ်လို့ပဲသူ့ရဲ့တန်ဖိုးက y is equal to a plus k လို့ဖြစ်မှာနော်အဲ့လိုပဲနောက်တစ်ခါ lower line ပေါ့နော်lower line ဆွဲလိုက်တယ်အဲ့ lower line ဆိုတာဆရာတို့ sin cosine မှာဆိုရင် minimum value ပေါ့နော် y is equal to negative a plus k လို့ဖြစ်မှာနော် negative a plus k အဲ့ဒါကြတော့ဒီကတစ်ဝက်နဲ့ဒီနော်ဒါ sorry ဒီကတစ်ဝက်နဲ့ဆိုရင်သူကcotangent ဆိုတော့ဒီအောက်ကိုလာမှာနော်ဒီ minimum value ပေါ့ lower line ကိုလာရမယ်ဒီဘက်က point ကကြတော့ဒီ upper line နဲ့ဒီလိုတစ်ဝက်နဲ့ဆရာတို့ဆွဲမှာပေါ့နော်ခုလိုမျိုးတစ်ဝက်နဲ့နော်အဲ့တော့သူက cotangent ဆိုတာခုနဆရာရှေ့မှာပြခဲ့ပြီးသားဒီလိုမျိုးလေးဆရာတို့တက်သွားမှာနော်နော်ဒီကြားထဲမှာပေါ့နော်ဒီကတစ်ဝက်နဲ့ဒီဘက်ကတစ်ဝက်နော်အဲ့တော့ဒါတနည်းအားဖြင့်ပြောရင်တော့နော် minimum value ပေါ့ဟောဒီကကောင်က maximum value နော်အဲ့ဒါကြတော့အဲ့ဒီက point ကြီးဆရာတို့မှတ်လိုက်တယ်နော်ခရက်ဆွဲဖို့အတွက်နော်အဲ့မှာမှတ်လိုက်မယ်သူ့ရဲ့ point ကဒီနှစ်ခုပေါင်းခြင်းရဲ့တစ်ဝက် h နဲ့ a နဲ့ပေါင်း 2h ဆိုတော့ h ရမယ်ဒါကိုတစ်ဝက်ဝိုင်းရင် pi over 4b လို့ဆရာတို့ဖြစ်မယ်နော်a plus pi over 4b a plus k ဒါသူ့ရဲ့ဆရာတို့ point ပေါ့နော်အဲ့ဒါကိုတင်းညံဆွဲဖို့အတွက်နော်နောက်တစ်ခါဒီဘက်က point လေးဆရာတို့ဆွဲမယ်မှတ်မယ်နော်ဒီဘက်က point လေးမှတ်အဲ့ဒါလည်းဒီကြားတဝက်အဲ့ဒါဆို8 plus pi over 2b နဲ့ဒီဘက်က8 plus pi over b နဲ့ပေါင်းခြင်းရဲ့တဝက် h နဲ့ a နဲ့ပေါင်းရင် 2h တဝက်ဝက်တော့သူက h နော် pi over 2b နဲ့ pi over b နဲ့ပေါင်းမယ်3 pi over 4b လို့ရသူ့ကိုတဝက်ဝက်နော်သူ့ကိုတဝက်ဝက်ရင်8 plus နော်8 plus 3 pi over 4b နော် plus နော် sorry negative a plus k လို့ရမှာဒါ lower line ပေါ်မှာရှိတဲ့အတွက်နော်ကဲအဲ့တော့ကြမှာဆရာတို့ကအဲ့ဒီက point ကိုဖြတ်ပြီးတော့ဒီ point 3ခုကိုဖြတ်ပြီးတော့မလုပ်လိုက်တာလေနော် cotangent graph ဆွဲလိုက်မှာနော်โอเคအဲ့တော့ cotangent graph ဆွဲလိုက်ပြီနော် cotangent graph ဒီလိုနားလေးမှာဖြတ်နော်အဲ့လိုဖြတ်ပြီးတဲ့ဆိုရင်ဆရာတို့ကမလုပ်ရမလို့နော်ဒီ graph ဆွဲတဲ့အခါမှာဆရာတို့ကဒီကမြားတွေထည့်ရဒီလိုမြားတွေထည့်ရနော်ဒီအောက်လေတင့်တော်တဲ့နေရာမှာဖြတ်ပြီးတော့ဒီလိုမြားတွေထည့်အဲ့လိုပဲဆရာတို့ကခုနလိုအမှတ်ဒီမှတ်မှာနော်ဒီကြားတွေကဒီကတဝက်နဲ့ဒီဘက်ကနော် upper line နဲ့ဆုံတဲ့နေရာမှာဆရာတို့ point တစ်ခုထည့်လိုက်မယ်နော်ဒီဘက်ကသူ့ပုံစံအတိုင်းဒီကတဝက်ယူနော်တဝက်ယူရမယ်ဒါမှန်ယူပေါ့နော်ဒီဘက်ကနော် upper line နဲ့ဆုံတဲ့နေရာမှာနော်ဆရာတို့မှတ်အခုဒီညာဘက်ကစဆွဲမှာမလို့ဒီဘက်ရောက်လာတာအဲ့ဒါဆိုရင်ဒီဘက်ကတဝက်နဲ့ဒီ lower line ပေါ်မှာရှိတဲ့အမှတ်နော်အဲ့ဒီကအမှတ်တွေကတော့ဆရာတို့ကမှတ်ဆရာမလို့ဘူးအဲ့မှာသူ့ကိုဂရက်ဆွဲလိုက်တယ်ခုနလိုပဲအဲ့ဒီကဂရက်မှာဆရာတို့ကဘာလုပ်ရမလို့ဒီလိုမြားတွေထည့်ပေးရမယ်နော်ဒီ point နှစ်ခုကခုနမှတ်လိုက်တဲ့ point နှစ်ခုကဆရာတို့ထည့်ရမလို့နော်ဒါနော်ဂရက်ဆွဲရင်နော်ဖြတ်တဲ့နေရာလေးသိအောင်လို့ပြလိုက်တာအဲ့ဒီက point မလို့ထိုနည်းတူပဲဒီဘက်မှာလည်းပဲဆရာတို့ကအဲ့လိုမျိုး
ဆရာတို့ point မှတ်လိုက်တယ်ဒီကနော်တဝဲနဲ့အပေါ်ကိုထောင်းမှန်ကြအောင်အပါလိုင်းကိုထောင်းမှန်ကြအောင်ဒီနော်ဒီနှစ်ခုဟောဒီက point နှစ်ခုကြားတဝဲနဲ့ဒီအောက်က lower line နဲ့ဆရာတို့ထောင်းမှန်ကြအောင်ဆွဲပြီးတော့မှတ်လေးမှတ်လိုက်တယ်အဲ့ဒီကအမှတ်ကိုဖြတ်ပြီးတော့ဆရာတို့ကဒီမှာကရက်ဆွဲလိုက်တယ်နော်ကရက်ဆွဲပြီးဆိုရင်ဆရာတို့ကနော်ဒီမှာဘာလုပ်ရမလို့အဲ့ကကရက်တွေကဆက်သွားနေမှာဖြစ်တဲ့အတွက်ဆိုပြီးတော့ခုလိုမျိုးမြားတွေဆရာတို့ထည့်ပေးရမယ်နော်ဒီ point တွေကတော့မှတ်စရာမလိုပါဘူးเนาะမှတ်ချင်လဲမှတ်ပေါ့เนาะကဲဟုတ်ပြီအဲ့တော့ကျတော့ဒီ point လေးတွေကိုဆရာပြန်ဖြုတ်လိုက်မယ်ဟောဒါဆိုရင်ဆရာတို့ကเนาะတင်းချင်းကရက်ဆရာတို့ဆွဲပြီးသွားပြီเนาะတင်းချင်းကရက်ဆွဲပြီးသွားပြီတင်းချင်းကရက်ဆွဲပြီးသွားပြီဆိုတော့ဆရာတို့ဘာလုပ်ရမလဲဒိုမိန်းရေးရမယ်ဟောဒိုမိန်းเนาะဒိုမိန်းရေးရဒိုမိန်းပြီးရင်ဘာသိလဲ assembly ပြီးတယ်เนาะdomain ပြီးရင် assembly ပြီးတယ်ဟောနော် domain နဲ့ assembly နဲ့ဘယ်လိုကွာတော့ domain က is not equal to assembly က equal to ဘယ်လိုရေးရမလဲဒီ assembly ဒီမပါဘူးလို့ရေးရမှာပေါ့ domain ရေးရင်ဟောဒါကြောင့်မို့လို့ဒီမှာ h no sorry h မပါဘူးနော် h is not equal to assembly ကြတော့ h is equal to h နော်အဲ့တော့ဒီဥစ္စာတွေကြတော့ဆရာတို့ကဒါ plus or minus နဲ့တခါလေးရေးလိုက်တာ a plus or minus pi over b နော်assembly ကြတော့ equal နော်ထိုနည်းတူဟောဒီက assembly plus or minus နဲ့ပဲရေးတယ်နော် h plus or minus 2 pi over b ဟော assembly ပြီးသွားပြီနော်နော်အဲ့ဒါပြီး midline intercept ပေါ့နော် midline intercept ဆိုတာ x ဝင်ရိုးကိုဖြတ်တာဆိုရင်တော့ x intercept လို့ရေးတာပေါ့အဲ့တော့ဒီ graph နဲ့ဖြတ်တဲ့ဒီ x intercept တွေကိုဆရာတို့ရေးရမှာနော်ဒီမှာ h minus pi over 2b ဒီဘက်မှာနော် 8 plus pi over 2b ဆို plus or minus နဲ့ပဲရေးတယ်အဲ့တော့8 plus or minus 3 pi over 2b နော် and so on ဒါ midline intercept midline intercept မှာ y တန်ဖိုးက0ဆိုရင်တော့ x intercept လို့ခေါ်တယ်ပြီးရင် range အဲ့တော့ range က y ဝင်ရိုးနဲ့ဆိုင်တာဖြစ်တဲ့အတွက်သူကဒီမှာ y တန်ဖိုးတွေကဒီဘက်လည်းအဆုံးရှိဆက်သွားတယ်ဒီအောက်လည်းအဆုံးရှိဆက်လာတယ်ဆိုတော့သူက the set of real number နော်ပြီးရင်မလို့တော့ period ရေးတယ်နော်period pi over b နော် period pi over b နော်အဲ့တော့ကြတော့အခုဒီမှာဘာတွေဆရာတို့ထည့်ပေးရမလို့graph name ထည့်ပေးရမယ်နော် graph name နော်ဒီမှာ graph name ဆရာထည့်လိုက်မယ်sorry နော်ဒီမှာ graph name ထည့်လိုက်မယ်နော် y is equal to a cotangent b times x minus h plus k နော်အဲ့ဒါ graph name ထည့်လိုက်တာနော်ဒီမှာ graph name နော် graph name ထည့်လိုက်တယ်ပြီးရင်ဘာလို့မလုပ်ဆရာနော် period ဆွဲမယ်နော်ဒီပုံမှာ period ဆွဲမယ်ဆိုရင်ဆရာတို့ဟာနော်ဒီ assembly နှစ်ခုကြားမှာဆရာတို့ဆွဲလိုက်တယ်အဲ့ဒါ period နော် period လို့နာမည်တက်ပြီးမယ်ပေါ့နော်ခုဒီမှာ period နော် period တက်မယ်နော် period pi over b နော် period pi over b လို့ထည့်လိုက်ပြီးဒါဆိုရင်ဆရာတို့နော်ဒီ cotangent graph ပြည့်စုံသွားပါပြီကဲအားလုံးပဲစင်ပြေကြပါစေကျေးဇူးတင်ပါတယ်မင်္ဂလာပါ